အစိတ်လေးတွေကသေးသေးလေးပေမဲ့သူ့ရဲ့အာဟာရကတော့တကယ့်ကိုအမခန်းပါပဲဒီနေ့မှာတော့စူပါဖူးလို့လူသိများတဲ့ချီယာဆေးရဲ့ကောင်းကျိုး10ချက်ကိုပြောပြပေးသွားမယ်နော်အမြင့်တက်အလွန်ကျွယ်ဝလို့အစာချေစနစ်ကိုအထူးကောင်းမွန်စေပါတယ်2ကိုလေးချိန်လျှော့ချရာမှာအထောက်အကူပြုပြီးဗိုက်ပြည့်စေပါတယ်3နှလုံးကျန်းမာရေးအတွက်အကျိုးပြုတဲ့အိုမီဂါ3ဓာတ်တွေအများကြီးပါဝင်ပါတယ်4အယိုးနဲ့သွားတွေကိုတမာစေတဲ့ကယ်ဆီယမ်ဓာတ်ကြွယ်ဝပါတယ်5သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးလို့စီးချိုသမားတွေအတွက်တင့်တော်ပါတယ်6ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်အသားအရည်ကိုကြည်လင်နှုတ်ပြစေပါတယ်9ပရိုတင်းဓာတ်ကြွယ်ဝလို့ကြက်သားတီစောက်ချင်သူတွေအတွက်အကောင်းဆုံးပါ10သွေးတိုးကျစေပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်9ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်10စွမ်းအင်ကိုတိုးတက်စေလို့တစ်နေ့တာလုံးတက်ကြွလန်းဆန်းစေမှာပါကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ချီယာဆေးကိုအခုပဲတင်းရဲ့နေ့စဉ်စားစာထဲမှာထည့်သွင်းစားတောက်လိုက်တော့နော်